အပိုင်းတဲ့ဓာမြစ်ထားသောနယ်မြေကျွန်းသာဆိုတဲ့ဂျလေးပေါ်မှာစွန့်ပစ်ထားတဲ့စိတ်တက်ဆေးရုံဟောင်းကြီးတစ်ခုရှိပါတယ်။အဲ့ဒီဆေးရုံကြီးဟာလွန်ခဲ့တဲ့နှစ်ပေါင်း50ကလူနာတွေကိုရရဆက်ဆက်စမ်းသပ်မှုတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေကြောင့်နာမည်ကြီးခဲ့တာပါ။တညမှာတော့သတင်းထောက်တစ်ယောက်ဖြစ်တဲ့မင်းမင်းကအဲ့ဒီဆေးရုံကြီးရဲ့ရှိုးဝက်ချက်တွေကိုဖော်ထုတ်ဖို့အတွက်တယောက်တည်းသွားရောက်ခဲ့ပါတယ်။ဆေးရုံတဲကိုရောက်တဲ့အခါအေးဆက်ဆက်လေးထူးနဲ့အတူပို့စော်နေနေတဲ့အနံဆိုကြီးကိုစတင်ခန်းစားလိုက်ရတယ်။မင်းမင်းကဓမီနဲ့ထိုးကြည့်ရင်ဆေးရုံရဲ့အောက်ထပ်ကိုဆင်းသွားခဲ့ပါတယ်။အဲ့ဒီမှာတန်ကြိုးတွေနဲ့ခတ်ထားတဲ့တကားတစ်ချက်ကိုတွေ့လိုက်ရတယ်။အဲ့ဒီတကားပေါ်မှာဓာမြင့်နယ်မြေလို့မြန်မာလိုရေးထားတာကိုတွေ့လိုက်ရပါတယ်။မင်းမင်းကတန်ကြိုးတွေကိုဖျက်ပြီးအထဲကိုဝင်လိုက်တဲ့အချိန်မှာပဲအမောင်တဲကနေတစုံတယောက်ရဲ့အသက်ရှူတံပြင်းပြင်းကိုကြားလိုက်ရပါတော့တယ်။အပိုင်းနှစ်အမောင်တဲကတတဝါမင်းမင်းရဲ့ဓမီလင်းရောင်ကတုံလီနေပါတယ်အခန်းရဲ့ထောင်းတနေရာမှာလူတယောက်လိုတတဝါတစုံတဦးလိုအကောင်ကြီးတစ်ခုကခေါင်းမုတ်ပြီးထိုင်နေတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအကောင်ကအရေပြားတွေကဖြူဖြော့နေပြီးအယိုးတွေကမောထွက်နေပါတယ်။မင်းမင်းကကြောက်ကြောက်နဲ့နောက်ကိုဆုပ်လိုက်တဲ့အချိန်မှာခြေထောက်ကဖန်ခွဲတစ်ခုကိုနင်းမိသွားတဲ့အဲ့ဒီအတန်ကြောင့်ထောက်မှထိုင်နေတဲ့အကောင်ကြီးကရုတ်တရက်ခေါင်းမော့လာပါတယ်။သူ့ရဲ့မျက်လုံးတွေကတွင်းနဲ့ကြီးတွေလိုပဲဘာမှမရှိပဲဟာလာဟင်းလင်းဖြစ်နေပြီးဘားဆက်ကနေတော့အေးတွေစီးကျနေပါတယ်။အဲ့ဒီတတဝါကလူတံမဟုတ်တဲ့ဆူရှာရှာအော်တန်ကြီးနဲ့အတူမင်းမင်းစီကိုလေးဘက်ထောက်ပြီးအရှိန်ဟုန်နဲ့ပြေးလာပါတော့တယ်။မင်းမင်းလည်းအသက်လိုပြီးအပြင်ကိုပြန်ပြေးခဲ့ရပေမဲ့ဓာတ်လေကားတကားတွေကပိတ်နေပြီးထွက်ပေါက်တွေအားလုံးကပျောက်ကွယ်နေပါတယ်။အပိုင်း3ထာဝရပိတ်မိခြင်းဇက်သိန်းမင်းမင်းဟာဆေးရုံရဲ့လူနာဆောင်တစ်ခုထဲမှာပုံနေရင်အသက်ကိုမနှဲရှုနေရပါတယ်။အပြင်မှာတော့အဲ့ဒီတတဝါရဲ့ခြေတံတွေကတဖြည်းဖြည်းနီးကပ်လာတဲ့မင်းမင်းကသူ့ရဲ့ဖုန်းကိုထုတ်ပြီးအကူအညီတောင်းဖို့စူးစမ်းပေမဲ့လိုင်းကလုံးဝမရှိပါဘူး။အဲ့ဒီအချိန်မှာပဲအခန်းရဲ့အပေါ်ကလေဝေလေထွက်ပေါက်ထဲကနေသွေးဆက်ချို့ကမင်းမင်းရဲ့ပခုံးပေါ်ကိုကျလာပါတယ်။မင်းမင်းအပေါ်ကိုမောကြည့်လိုက်တဲ့အခါအဲ့ဒီမျက်လုံးမပါတဲ့တတဝါကြီးကမျက်နှာကျက်မှာကက်နေပြီးမင်းမင်းကိုငုံကြည့်နေတာကိုတွေ့လိုက်ရတယ်။မင်းမင်းအော်ဖို့စူးစမ်းပေမဲ့အတန်ကထွက်မလာတော့ဘူး။နောက်တနေ့မနက်မှာတော့ဆေးရုံဟောင်းကြီးရဲ့အရှိမမင်းမင်းရဲ့ဓမီနဲ့ကင်မရာကိုပဲတွေ့ရပါတော့တယ်။ကင်မရာထဲကဗီဒီယိုကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့မင်းမင်းဟာလူမဟုတ်တဲ့အကောင်ကြီးတစ်ကောင်ဖြစ်ပြောင်းလဲသွားပြီးအမောင်ထဲမှာတယောက်တည်းထိုင်နေတာကိုမြင်လိုက်ရပြီးဇလန်းကပြီးဆုံးသွားပါတော့တယ်။